မင်္ဂလာပါရှင်တအောင် TV ရဲ့ပတ်စင်တဲ့စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျွန်မကတော့လွေးပူပူပါဒီတစ်ပတ်ဆွစီရရှိထားတဲ့တဲ့တွေကတော့ကောင်းသက်ကြေးရွာအတွင်းဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအသိပေးရှင်းလင်းတဲ့တဲ့နမ်တူမြို့နယ်မှာတဘာဝပတ်ဝန်းကျင်စိမ့်နှံ့ဆိုပြရေးအတွက်ဆိုပြီးမိမိတို့ PSRF TNL တွေနဲ့ဒေတာခံပြည်သူတွေပူပေါင်းပြီးတစ်ပင်ပန်းပင်1200ကျော်စိုက်ပျိုးတဲ့တဲ့တအောင်ပြည်မှာတပတ်အတွင်းမူရစေဝါရောင်းဝယ်သုံးဆွဲသူ10ဦးကိုဖမ်းဆီးရမိတဲ့တဲ့အပြင်အခြားတဲ့တွေလည်းကြားရမှာပါအရင်ဦးဆုံးအနေနဲ့မိမိတို့ PSRF TNL တွေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကနေမေလအတွင်းကျေးရွာပေါင်း73ရွာကိုကွင်းစင်အသိပညာပေးတဲ့တဲ့မှာဒီတဲ့ကိုပလန်ကဲကပြောပြပေးသွားမှာဖြစ်ပါတယ်မိမိတို့ PSRF TNLA ရဲ့ဌာနတစ်ခုဖြစ်တဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကပြီးခဲ့တဲ့မေလတလအတွင်းမှာမြို့နယ်အလိုက်ကျေးရွာပေါင်း73ရွာကိုအသိပညာပေးလုပ်ငန်းတွေကွင်းဆင်းဆောင်ရွက်ခဲ့ပါတယ်။အသိပညာပေးလုပ်ငန်းတွေကွင်းဆင်းဆောင်ရွက်ရာမှာမိုင်းဝီမြို့နယ်ကကျေးရွာ1ရွာ၊တီဘောမြို့နယ်ကကျေးရွာ1ရွာ၊နမ်ဆန်မြို့နယ်ကကျေးရွာ3ရွာနဲ့နမ်တူမြို့နယ်ကကျေးရွာ10ရွာဖြစ်ပြီးလူဦးရေပေါင်း900ဝန်းကျင်အထိပါဝင်တက်ရောက်ခဲ့ပါတယ်။အသိပညာပေးလုပ်ငန်းစဉ်မှာတိကဟောပြောဆွေးနွေးတာကတော့အမျိုးသမီးနဲ့ပြရှင်တော်မီတာစုအမျိုးသမီးအခွင့်အရေးအိမ်တွင်းအကြံဖတ်မှုတားဆီးကောက်ွယ်ရေးနဲ့ကြားမတန်းတူညီမျှရေးဆိုင်ရာတွေကိုဟောပြောဆွေးနွေးခဲ့ပါတယ်မိမိတို့ PSRF TNLA ရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့တောင်ပြည်အတွင်းအမျိုးသမီးတွေရဲ့အခြေခံလူအခွင့်အရေးတွေကိုကောက်ွယ်မြင့်တင်နိုင်ဖို့အမျိုးသမီးတွေအပေါ်အကြံဖတ်မှုတွေလျှော့ချနိုင်ဖို့အမျိုးသမီးစွမ်းရည်တွေမြင့်တင်နိုင်ဖို့နဲ့လူထုအသိပညာပေးစည်းရုံးရေးလုပ်ငန်းတွေအသက်မွေးဝမ်းကြောင်းနဲ့ဝင်ငွေတိုးတက်ရေးဆိုင်ရာအစီအစဉ်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ပြီးခဲ့တဲ့ဧပြီလတုန်းကလည်းမိုင်းဝီမတ်တုံတီဘောနမ်တူနဲ့ကြောက်မဲစတဲ့ကျေးရွာပေါင်း36ရွာကအမျိုးသမီးပေါင်း1600ကျော်ကိုအသိပညာပေးလုပ်ငန်းတွေကွင်းဆင်းပြုလုပ်ခဲ့ပါတယ်။ဒုတိယတစ်ပုတ်ကတော့ကောင်းသက်ကျေးရွာအတွင်းဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အသိပေးရှင်းလင်းတဲ့တဲ့ရင်ကိုကြားရမှာပါဒီတဲ့ရင်ကိုပိုစမန်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တောင်ပြည်နမ်ခမ်မြို့နယ်ကောင်းသက်ကျေးရွာမှာမနေ့မေလ30ရက်နေ့နေ့လယ်12နာရီဝန်းကျင်ကမိုင်းတွင်ထုတ်လုပ်ရေးလုပ်ငန်းအတွက်တိုးလောင်ထားတဲ့ရမ်းပြော့တွေမတော်တဆပောက်ကွဲသွားပါတယ်မတော်တဆပောက်ကွဲမှုကြောင့်ကောင်းသက်ရွာခမိဘပြည်သူတွေအသက်သေဆုံးတာများပြားခဲ့ပြီးဒီကိတ်တန်ရာရရှိမှုနဲ့နေအိမ်အများအပြားဆုံးရှုံးသွားပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSRF တာအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့များစွာဝန်နဲ့ပူဆွေးရပြီးကျန်ရစ်တူမီတာစုဝင်တွေနဲ့ထပ်တူထက်မြတ်ကြေကွဲရကြောင်းဖော်ပြအပ်ပါတယ်။ပောက်ကွဲမှုဖြစ်ပွားစေခဲ့တဲ့ရံပြော်တွေဟာမိမိတို့ PSRF TNLA ရဲ့စီးပွားရေးဌာနကမိုင်းတွင်ကြောက်ထုတ်လုပ်ရေးလုပ်ငန်းအတွက်တိုးလောင်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ဒါကြောင့်ဖြစ်စဉ်နဲ့ပတ်သက်ပြီးပောက်ကွဲမှုဖြစ်ပွားစေတဲ့အကြောင်းရင်းအသေးစိတ်ကိုဆက်လက်စုံစမ်းသွားမှာဖြစ်ပြီးတာဝန်ရှိသူတွေကိုဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိမှာမတော်တဆပောက်ကွဲမှုကြောင့်ထိခိုက်ဆုံးရှုံးခဲ့ရတဲ့မိဘပြည်သူတွေအတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းနဲ့ကျန်းမာရေးဆောက်ရှောက်မှုလုပ်ငန်းတွေပြုလုပ်နေပြီးတော့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုတက်ဆိုင်ရာတာဝန်ရှိသူတွေပူးပေါင်းပြီးအများဆုံးပြုလုပ်နေပြီဖြစ်ကြောင်းအသိပေးအပ်ပါတယ်။မနေ့မေလ31ရက်နေ့ည9:00နာရီအချိန်ထိပြုစုရရှိထားတဲ့ဇီးရင်တွေအရပောက်ကွဲမှုအတွင်းမှာကလေးငယ်12ဦးနဲ့အမျိုးသား19ဦးအမျိုးသမီး73ဦးစုစုပေါင်း39ဦးအသက်သေဆုံးခဲ့ကြရပြီးလူနေတိုက်တာအဆောက်အအုံအများအပြားပျက်စီးဆုံးရှုံးသွားပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာကလေးငယ်တွေအပါအဝင်109ဦးရှိပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရရှိသူ39ဦးထပ်မံကနမ်ခမ်းပြည်သူ့ဆေးရုံကိုတက်ရောက်ဆေးဝါးကုသမှုခံယူနေပါရရှင်။နမ်တူမြို့နယ်မှာတဘာဝပတ်ဝန်းကျင်စိမ့်နှံ့ဆိုပြရေးအတွက်ဆိုပြီးမိမိတို့ PSRF TNL တွေဒေတာခံပြည်သူတွေတစ်ပင်ပန်းပင်ပေါင်း1200ကျော်စိုက်ပျိုးတဲ့တဲ့တင်ဖြစ်ပါတယ်ဒီတဲ့တင်ကိုပလန်ကဲကပြောပြပေးသွားမှာဖြစ်ပါတယ်တောင်ပြည်မတုံခရိုင်နမ်တူမြို့နယ်ထက်ကခိုဖိတ်မိုင်းစင်နဲ့ဘော်သွန်းကျေးရွာတို့မှာမိမိတို့ PSRF TNLA ရဲ့ဌာနဆိုင်ရာနဲ့ဒေတာခံမိဘပြည်သူတွေပူးပေါင်းပြီးပြီးခဲ့တဲ့မေလ25ရက်ကနေ29ရက်နေ့အထိတစ်ပင်ပန်းပင်ပေါင်း1200ကျော်စိုက်ပျိုးခဲ့ကြပါတယ်
တဘောဝပတ်ဝန်းကျင်စိတ်နှံ့ဆိုပြရဲ့အတွက်အဓိကရည်ရွယ်စိုက်ပျိုးတာဖြစ်ပြီးစိန်ပန်းပင်ချယ်ရီပင်ကုတ်ကိုပင်နဲ့ပတောက်ပင်တွေကိုစိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်မိမိတို့ PSRF TNRA အနေနဲ့ဒေတာသွန်းတဘောပတ်ဝန်းကျင်ထိမ့်သိမ့်ဖို့လမ်းဘေးဝဲရာရှုခင်းတွေတာယာလာပါစေဖို့ယဉ်ကျေးမှုဆိုင်ရာအမွေနှစ်တွေစိတ်နှံ့ဆိုပြစေဖို့နဲ့ထိမ့်သိမ့်စေဖို့အတွက်ရည်ရွယ်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းနတ်ဆန်မြို့နယ်ကတမိုင်းဝန်တောင်ရိုးဖျားစီတီကုန်းပေါ်မှာမိမိတို့ PSRF TNRA ရဲ့ဌာနဆိုင်ရာနဲ့ဒေသခံပြည်သူတွေပူးပေါင်းပြီးတစ်ပင်နဲ့ပန်းပင်ပေါင်း1000ကျော်စိုက်ပျိုးခဲ့ကြပါတယ်။အခုလိုတစ်ပင်နဲ့ပန်းပင်တွေစိုက်ပျိုးတာဟာတဘောဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးရတိဥတုမြတ်တရေးနဲ့ဆဲလန်းဆိုပြတဲ့လူနေမှုပတ်ဝန်းကျင်တရက်ဖော်ဆောင်နိုင်ဖို့ဖြစ်ပြီးဒေသခံပြည်သူတွေအနေနဲ့စိုက်ပျိုးထားတဲ့အပင်တွေကိုဝိုင်းဝန်းထိမ့်သိမ်းဆောင်ရှောက်ကြဖို့လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်ရှင်။အခုလိုတစ်ပင်နဲ့ပန်းပင်တွေစိုက်ပျိုးတာဟာတဘောဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးရတိဥတုမြတ်တရေးနဲ့ဆဲလန်းဆိုပြတဲ့လူနေမှုပတ်ဝန်းကျင်တရက်ဖော်ဆောင်နိုင်ဖို့ဖြစ်ပြီးဒေသခံပြည်သူတွေအနေနဲ့စိုက်ပျိုးထားတဲ့အပင်တွေကိုဝိုင်းဝန်းထိမ့်သိမ်းဆောင်ရှောက်ကြဖို့လိုအပ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်ရှင်။တောင်ပြည်မှာတပတ်အတွင်းမူရစ်စေဝါရောင်းဝယ်သုံးစွဲတဲ့အမျိုးသားအမျိုးသမီး10ဦးကိုဖမ်းဆီးရမိတဲ့တဲ့တင်ပါဒီတဲ့တင်ကိုပိုစမန်ကပြောပြပေးသွားမှာဖြစ်ပါတယ်တားပြည်နမ်ဆန်မိုင်းလုံနဲ့ကြောက်မဲမြို့နယ်တို့မှာမီလာနောက်ဆုံးပတ်အတွင်းမူရစ်စေဝါရောင်းဝယ်သူအမျိုးသား2ဦးနဲ့သုံးစွဲသူ10ဦးတို့ကိုတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်နမ်ဆန်မြို့နယ်မှာပြီးခဲ့တဲ့မီလာနောက်ဆုံးပတ်အတွင်းတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကကျေးရွာတွေမှာမူရစ်စေဝါတိုက်ဖြစ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်မူရစ်စေဝါသုံးစွဲတဲ့အမျိုးသား6ဦးကိုဖမ်းဆီးရမိခဲ့ပြီးထိုအမျိုးသားတွေနဲ့အတူစိတ်ကြွဆေးပြား73ပြားကိုလည်းတင်စီရမိခဲ့ပါတယ်။အလားတူမိုင်းလုံမြို့နယ်ပန်ခေါ်ကျေးရွာမှာလည်းတရင်ရရှိလို့မြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးတဲ့အချိန်မူရစေဝါရောင်းဝယ်တဲ့အမျိုးသားစီမှာစိတ်ကြွဆေးပြားစစ်တထုံနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်မူရစေဝါသုံးဆွဲတဲ့အမျိုးသား2ဦးကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ31ရက်နေ့မှာလည်းကြောက်မဲမြို့နယ်ဟူကွက်ကျေးရွာမှာမြို့နယ်ရဲတပ်ဖွဲ့တွေကရှောက်တခင်စစ်ဆေးတဲ့အချိန်မူရစေဝါသုံးဆွဲတဲ့အမျိုးသား2ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။အဆိုပါဖမ်းဆီးရမိထားတဲ့မူရစေဝါရောင်းဝယ်သူတွေကိုမိမိတို့ PSRF ထရညာရီကမူရစေဝါတိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူဆောင်ရွက်တွားမှာဖြစ်ပြီးသုံးဆွဲတဲ့သူတွေကိုလည်းအကျင့်စာရိတ္တဖြစ်ပြန်ပေးတွားမှာဖြစ်ပါတယ်။မိမိတို့ PSRF ထရညာရီအနေနဲ့မူရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းကိုလုပ်ငန်းစဉ်တရက်အနေနဲ့အလေးထားဆောင်ရွက်တွားမှာဖြစ်ပါတယ်။ဒါအပြင်မူရစေဝါအသုံးပြုတာနဲ့ရောင်းဝယ်ဖြန့်ဖြူးတာတွေရော့နေပပျောက်စေဖို့လူငယ်တွေရဲ့အနာဂတ်ကိုကာကွယ်ထိန်းသိမ်းနိုင်ဖို့နဲ့တရားဥပဒေစိုးမိုးရေးလူမှုဘဝလုံခြုံတည်ငြိမ်ရေးတွေကိုမြင့်တင်နိုင်ဖို့ဆက်လက်အကောင့်အထည်ဖော်ဆောင်ရွက်တွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်ဆုစီရရှိထားတဲ့တဲ့တင်တွေကတော့ဒီလောက်ပါပဲရှင်။မိဘပြည်သူများအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။